ကောင်းဆုံးပေခံကစားသမားသို့မဟုတ်ပရိသတ်တွေမီလီယံနေတဲ့ကစားသမားဒေးဗစ်ဒန်အကြောင်းပြောပြပေးသွားခြင်းပါတယ်။ဒေးဗစ်ဒန်လို့ပြောလိုက်တာနဲ့ရန်ကုန်နိုင်တဲ့အသင်းရဲ့အသင်းကောင်းဆောင်ရှမ်းဦးနိုင်တဲ့အသင်းရဲ့အသင်းကောင်းဆောင်ဆိုပြီးတော့ပြင်းပြမိပါလိမ့်မယ်။မှန်ပါတယ်ဒေးဗစ်ဒန်ကစားခဲ့တဲ့အသင်းနှစ်သင်းကတော့ရှမ်းဦးနိုင်တဲ့အသင်းနဲ့ရန်ကုန်နိုင်တဲ့အသင်းတို့ပဲဖြစ်ပါတယ်။အကောင်းဆုံးခြေစွမ်းပြောင်းမှုနဲ့တူအကောင်သေးပေမဲ့စိတ်ပြင်းနေဆိုတဲ့ဇာမောင်းကိုထောက်ပြပါဆိုရင်ဒေးဗစ်ဒန်ကိုပဲထောက်ပြမှာဖြစ်ပါတယ်။မြန်မာလူမျိုးတွေသားမတွေထဲမှာတော့အထူးသဖြင့်အထူးကြောင့်သားမလို့ပြောလို့ရပြီးတော့အသက်ရဲ့အဖြစ်ကြည့်မယ်ဆိုရင်လည်းလက်ရှိအချိန်မှာကျော်ကိုကိုတို့အနေထားကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့လက်ရှိကစားနိုင်တဲ့နှုန်းကိုကြည့်ရင်ရန်ကုန်နိုင်တဲ့အသင်းရဲ့ပွဲစဉ်တော်တော်များများမှာဒေးဗစ်ဒန်ကိုမြင်တွေ့ရမှာပါ။နောက်တက်မှန်ကစားလေးရှိပြီးတော့တခါတလေတောင်ပန်တိုက်စစ်နေရမှာပါဒေးဗစ်ဒန်ဟာခြေစွမ်းပြကစားလေးရှိပါတယ်။သွင်းကိုတွေကိုမြင်တွေ့ရတယ်။နောက်တန်းမှာလည်းကောင်းကောင်းကစားနိုင်တယ်။ပြီးတော့သူ့ရဲ့ဖန်တီမှုစကေးကလည်းအကောင်းဆုံးအနေထားမှာရှိနေပါတယ်။ဒါပေမဲ့လည်းမြန်မာလေဝေးစဉ်အသင်းပထမလေဝေးစဉ်အသင်းစီရင်ချပြလာတဲ့အချိန်မှာဒေးဗစ်ဒန်လိုသားမမျိုးကိုချက်လိုက်ခဲ့ပါတယ်။တော်တော်လေးအံ့ဩခဲ့ရပြီးတော့ဒေးဗစ်ဒန်ဟာသူ့မှာရှိသမျှစွမ်းရည်အကုန်လုံးထုတ်သုံးပြီးတော့ဇားလေးရှိတဲ့သားမဖြစ်ပါတယ်။ဒီကုတ်ကဲကြိုးစားအားထုတ်မှုရှိတယ်။သူ့မှာရှိသမျှစွမ်းရည်အကုန်လုံးမြန်မာလေဝေးစဉ်အသင်းတို့မြန်မာလေဝေးစဉ်အသင်းပြည်သက်တွေတက်ပေးဆက်ကစားမယ်ဆိုတဲ့စိတ်နဲ့ကစားလေးရှိတဲ့သားမဖြစ်ပါတယ်။လက်ရှိချိန်မှာကတော့ပြည်သက်တွေမျောလင့်နေတဲ့ဇာမဒေးဗစ်ဒန်ကတော့ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ပြည်သက်တွေမီလီယံနေခဲ့ကြပြီးတော့ဒေးဗစ်ဒန်လိုဇာမမျိုးဟာလက်ရှိမြန်မာလေဝေးစဉ်အသင်းရဲ့နောက်တန်းအတွက်လိုအပ်နေလို့တောင်ပန်တိုက်စစ်နေရာတွေမှာဒေးဗစ်ဒန်ကိုထားပြီးတော့အသုံးပြုမယ်ဆိုရင်တကယ်ကိုအကျိုးရှိစေမှာဖြစ်ပါတယ်။ဒေးဗစ်ဒန်ရဲ့အကောင်းဆုံးအချိန်တွေကိုလည်းရန်ကုန်နိုင်တဲ့ရှမ်းဦးနိုင်တဲ့လိုအသင်းကြီးတွေမှာကြော်ဖြတ်ပြခဲ့ပြီးတော့သူ့အနေနဲ့ပွဲထုတ်ခွင့်ပုံမှန်ရရှိအောင်စွမ်းဆောင်ပြခဲ့ပါတယ်။သွင်းကိုတွေနဲ့ဗန်နီးမှုတွေကိုတောက်လျှောက်ပြုလုပ်နိုင်ခဲ့တဲ့အတွက်လက်ရှိအချိန်ကလည်းရန်ကုန်နိုင်တဲ့အသင်းမှာအကောင်းဆုံးခြေစွမ်းများကစားရင်းနဲ့သူ့အနေနဲ့နောက်ထပ်ပွဲစဉ်တွေကိုဘယ်အသင်းတွေမှာဆက်လက်ကစားသွားမှလဲဆိုတာဆက်လက်ဆော့မြော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။ဒေးဗစ်ဒန်ကတော့အခုလိုမျိုးပြောပြလာခဲ့ပါတယ်။လက်ရှိချိန်မှာမြန်မာလေဝေးစဉ်အသင်းဟာလူငယ်သားမှစုဖွဲ့နဲ့ရှစ်တက်ချင်မုံလဲရပါတယ်။ဒါဟာကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ဘောလုံးဖွဲ့ချုပ်နဲ့နီးပြချုပ်ရဲ့ရွေးချယ်မှုကိုလက်ခံပါတယ်။လက်ရှိချိန်မှာလူငယ်တွေကိုနေရာပေးရမှာဖြစ်ပြီးတော့နောက်တက်လာတဲ့လူငယ်တွေရဲ့ကစားပုံနဲ့ခြေစွမ်းကိုအားရပါတယ်။သူတို့လေးတွေမှာကြိုးစားအားထုတ်မှုပြည့်ရှိပါတယ်ကျွန်တော်တို့ထက်အများကြီးပိုကြိုးစားတယ်ဆိုပြီးတော့ဒေးဗစ်ဒန်ကသုံးသပ်ခဲ့ပါတယ်ဒေးဗစ်ဒန်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်ကိုမြင်တွေ့ခဲ့ရပြီးတော့သူ့အနေနဲ့သူမသားရရင်နေပါသည်နောက်တက်လာမဲ့လူငယ်သားမတွေနေရာရဖို့ကအရေးကြီးတယ်ဆိုပြီးတော့အခုလိုမျိုးချပြခဲ့တာဖြစ်ပါတယ်ဒေးဗစ်ဒန်ရဲ့စိတ်ဓာတ်ဟာလည်းအခြားဘောလုံးသားမတွေထဲမှာထူးခြားပြောင်ပြောင်းလာပြီးတော့တကယ်ကိုစိတ်ဓာတ်မြင့်မားပြီးတော့ကြန့်ခိုင်ရင်အားကောင်းတဲ့သားမဖြစ်ပါတယ်သူ့အနေနဲ့ရရှိတဲ့နေရာတိုင်းမှာနီးပြထားတဲ့နေရာတိုင်းမှာအကောင်းဆုံးပေးဆက်ကစားတဲ့သားမဆိုရင်လည်းမမှားပါဘူးရှေ့တန်းကစားရဲပဲဖြစ်ဖြစ်အလယ်တန်းကစားရဲပဲဖြစ်ဖြစ်နောက်ဆုံးနောက်တန်းကစားမှထားကစားရင်တော့မှဒေးဗစ်ဒန်ရဲ့ကစားပုံဟာပုံမှန်အတိုင်းပဲအကောင်းဆုံးနေထားမှရှိနေတာပါသူ့ရဲ့လူကောင်းကြောင့်သာရွေးချယ်တိုက်တဲ့မြင်ကွင်းတွေမှာဒေးဗစ်ဒန်ချက်လက်ခံခဲ့ရတယ်လို့သုံးသပ်လို့ရပေမဲ့လက်ရှိအစုအဖွဲ့နဲ့အကောင်းဆုံးစင်းကိုတွက်ပြပါဆိုရင်ဒေးဗစ်ဒန်ကိုမဖြစ်မနေရွေးချယ်သင့်ပါတယ်ဒေးဗစ်ဒန်ရဲ့ကစားပုံကတော့ပြည်သက်တွေသိရှိပြီးသားဖြစ်မှာပါတောင်ပန်နေရာတွေမှာအကောင်းဆုံးထိုးပေါက်စားနိုင်တယ်လိုအပ်ရင်လိုအပ်သလိုဂိုးတွေသွင်းယူနိုင်တယ်ဖန်တီးမှုတွေကိုကောင်းကောင်းပြုလုပ်နိုင်ပါသေးတယ်ဒါကြောင့်ဒေးဗစ်ဒန်ကိုရွေးချယ်မယ်ဆိုရင်တော့မြန်မာလေဝေးစဉ်အသင်းရဲ့နောက်တန်းနဲ့တောင်ပန်တိုက်စစ်နေရာကိုစိတ်ချရမယ်ဒါမှလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့မြန်မာလေဝေးစဉ်အသင်းမှာဒေးဗစ်ဒန်ရွေးချယ်ခံရခြင်းမရှိတာတော်တော်လေးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်သူတို့ပြန်လဲတွက်ကြည့်ခဲ့မယ်ဆိုရင်မီဆူဘီရှီကပြိုင်ပွဲတွေမှာတော့ဒေးဗစ်ဒန်ပါဝင်လာခဲ့ခြင်းမရှိပါဘူးလေ့ကျင့်ခန်းစီစဉ်တွေကိုပူးပေါင်းနိုင်ခဲ့ပေမဲ့ပြီးသက်လူစင်းမှာတော့ဒေးဗစ်ဒန်ချက်လက်ခံခဲ့ရပါတယ်ဒါကြောင့်နောက်ထပ်ပွဲစဉ်တွေမှာဝိုင်းသားမကြီးဒေးဗစ်ဒန်ကိုပြန်လဲရွေးချယ်ခဲ့မယ်ဆိုရင်တော့မြန်မာလေဝေးစဉ်အသင်းရဲ့နောက်တန်းနဲ့တောင်ပန်တိုက်စစ်နေရာအတွက်စိတ်ချရတဲ့ဒါမှဖြစ်လာနိုင်မို့လဲရှိနေပါတယ်